Hello အားလုံးပဲမင်္ဂလာပါရှင်မမကတော့ဘာစီဖြစ်ပါတယ်ဒီကနေ့ကတော့ဟမ်းမိတ်သမားတယောက်ရဲ့တနေ့တာဘယ်လိုဖြတ်တန်းလဲဆိုတာအတူတူလိုက်ကြည့်လိုက်ရအောင်ရှင်ဟမ်းမိတ်သမားတယောက်ဖြစ်တဲ့အတွက်ပေါ့နော်ဟမ်းမိတ်မလုပ်ရရင်ကိုမနေနိုင်ပါဘူးပြီးတော့အမရဲ့အလုပ်ချိန်တွေကလည်းဟမ်းမိတ်နဲ့ပဲပညာရှာပြီးအသက်မွေးဝမ်းကြောင်းပြုတာဖြစ်တဲ့ကြောင့်မလို့အလုပ်ချိန်မှာဟမ်းမိတ်ကိုဗီဒီယိုဘလော့ရိုက်တယ်ဒီလို handmade order လက်ခံတယ်ပြီးရင်တော့မတင်နန်းနေတင်ပေးပါတယ် handmade မျိုးစားတော်တော်များများကို private workshop တွေက public workshop တွေကအများဆုံးတင်ပေးဖြစ်တယ်ပေါ့နော်ဒီမှာတော့မဖျောင်းကိုworkshop လုပ်ပေးနေတဲ့ဗီဒီယို file လေးပါရှင် handmade လုပ်ရတာတင်ကြိုက်တာမဟုတ်ဘဲနဲ့သူများကိုပြန်ပြီးတော့ပေါ့နော်တင်ပေးရတာကိုလည်းအရန်ကြိုက်တယ်ခုဆိုရင်ဒီ handmade နဲ့အသက်မွေးဝမ်းကြောင်းပြုခဲ့တာ10စုနှစ်တခုကျော်သွားပြီပေါ့နော်ဒီ handmade တွေကိုစားလုပ်ကြတဲ့ကအရန်ဝါသနာပါပဲရှူရှူမမှုအမျက်တနိုးနဲ့လောက်ခဲ့တာဒီလမ်းကိုရှောက်ခဲ့ရတော့လည်းဘရောမနောင်တမရအောင်ပေါ့နော်ရှေ့ဆက်ကိုလည်းပို့ပြီးတော့အောင်မြင်အောင်လုပ်ဖို့တော့ကိုယုံကြည်ချက်ရှိတယ်ဒီနောက်ပြန်ကြည့်ခဲ့တဲ့ကာလာတွေမှာဆိုင်ခွဲတွေလည်းဖွင့်နိုင်ခဲ့တယ်လို့ပိတ်လိုက်ရတဲ့ဆိုင်ခွဲတွေလည်းရှိခဲ့တယ်ပေါ့နော်ဘဝရဲ့အရန်ကိုကောင်းတဲ့အတွေ့အကြုံတွေကိုကြုံတွေ့ခဲ့ရလို့ပေါ့နော်အရန်ဝမ်းသာတယ်မမဟမ်းမဲ့လောက်တာတွေကြီးပဲပြနေပြင်းစရာကောင်းပါဆိုလို့ပေါ့နော်အခုဒီမှာကျွဲခေါ်တီတုတ်တာကိုလည်းအပြင်းပြေမမထည့်ပေးထားပါတယ်ရှင်ကျွဲခေါ်တီကိုရိုးရိုးစားရတာဒီလိုမျိုးပေါ့နော်ချင်ကန်ဆက်တုတ်စားရတာကိုအရန်ကြိုက်ပါတယ်အချိန်ရရင်ချိန်ရတယ်လို့တော့တားလေးနဲ့အချိန်ပေးပြီးတော့သူ့ကလေးရလည်းတရက်မှာအရန်ပျော်ရွှင်ရတဲ့အချိန်ပဲပေါ့နော်handmade တွေဖန်တီးပြီးတော့ကိုယ့်စီကို handmade တွေ order လာပေးတဲ့အခါမှာဆိုလဲအရန်သဘောကျတယ်ကိုတော့ကတော့ handmade ဆိုတာပျော်ရွှင်မှုဆိုလဲဟုတ်တယ်ပေါ့နော်ကဲအမကတော့ပျော်ရွှင်မှုတွေဆက်ပြီးရှာလိုက်ပါဦးမယ်ရှင်ဒီနေ့ကတော့ဒီ blog လေးကိုဒီမှာနေမယ်နားလိုက်ပါတော့မယ်နော်နောက်တဲ့ blog တွေမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်ရှင် handmade နဲ့ပတ်သက်ပြီးပညာရပ်တွေသိချင်နေဆိုရင်တော့ comment မှာမှန်းခဲ့ပြီးဖို့ဖိတ်ခေါ်ပါရရှင်